ဒီနေ့မှာတော့အကျိုင်းတုံအစားအစာတစ်ခုဖြစ်တဲ့ရှမ်းမီရှေ့လုံနေလေးကိုလာပြောပြမှာဖြစ်ပါတယ်။လောက်ရလွယ်ပြီးတော့မှအရန်လေးစားလို့ကောင်းပါတယ်ရှင်။ဟင်းရချက်ဖို့အတွက်အမဲနံရိုးပေါ့နော်ဒီနေရာမှာအယိုးလေးထုတ်ထားပြီးတော့မှအသားနဲ့အစီတွေပါတယ်နံရိုးအသားလေးကိုတုံးထားပါတယ်30ဓာတ်လောက်တုံးထားတာဖြစ်ပါတယ်ပြီးရင်ခရမ်းချင်သီးထည့်မယ်ကြက်သွန်ဖြိုကြက်သွန်နေချင်းအယောင်တင်စနွင်းမုံထည့်ပါမယ်စားအချိုမုံစီပြီးလို့ရှိရင်ရေလေးများများလေးထည့်ပြီးတော့မှစီပြန်လာတဲ့အထိကိုပထမတစ်ခေါက်အရင်တည်ပြလိုက်ရမှာဖြစ်ပါတယ်ဒီနေရာမှာအသားကိုနံရိုးပါတဲ့ဟာတုံးမယ်ဆိုလဲရတယ်ပေါ့နော်ပြီးလို့ရှိရင်နံရိုးကပြန်ဖယ်ထုတ်ရပါပဲမလို့တခါတည်းအသားနွာလာတဲ့ဟာလေးကိုပဲတုံးလိုက်ပါတယ်ပြီးရင်တော့ပဲပုံနှစ်ချက်ကိုလည်းရေလေးစိမ်ထားလိုက်ပါမယ်စီထည့်မယ်ပြီးရင်ရေလေးထည့်ပြီးတော့မှပထမတစ်ခေါက်ပေါ့နော်အစီပြန်လာတဲ့အထိကိုလုံးပေးလိုက်ရမှာဖြစ်ပါတယ်မိရှေဟင်းရေချက်တယ်ဆိုရင်တော့ညကိုတညလုံးပေါ့နော်မိတွေးမိနဲ့အေးအေးလေးတည်ပြီးတော့မှမနက်မှစားတာဆိုရင်ပို့ပြီးတော့မှစားလို့ကောင်းပါတယ်ကြက်သွန်နီနဲ့ဂျင်းလေးမလောက်မှဆိုလို့နည်းနည်းစီထပ်ထည့်လိုက်ပါတယ်ဒီလိုလေးအစီပြန်လာပြီဆိုရင်တော့ရေများများလေးထည့်ပြီးတော့မှမိတွေးမိဖို့အေးအေးလေးနဲ့တညလုံးတည်ထားလိုက်မှဖြစ်ပါတယ်မနက်ရောက်လာတယ်ဆိုရင်တော့အရန်ကိုအရသာရှိတဲ့မိရှေဟင်းရေလေးရမှာဖြစ်ပါတယ်အသားကလည်းလုံးဝနူးဤနေမှာဖြစ်ပါတယ်ရှင်ကျန်းတုံမြရှိလောက်ပြီးဆိုရင်တော့မပါမဖြစ်ကဒီလက်ပံပွင့်ပါလက်ပံပွင့်ကိုလည်းရေလေးစိမ်ထားလိုက်မယ်မနေ့ကျရင်ပြုတ်လိုက်မှာဖြစ်ပါတယ်ဟင်းရေလေးရပြီဆိုရင်တော့မြရှိရဲ့လက်ပံပွင့်ရဲ့ကော်ပီတုပ်ရဲ့ကိုရင်နွေးလေးဖြောမယ်ပြီးရင်တော့မြရှိဟင်းရေလေးထည့်မယ်နန်းရဲ့နန်းပင်ရဲ့ငရုတ်တီရဲ့ထည့်ပြီးတော့တံမြာတီလေးတစ်စိမ့်လောက်ညှစ်လိုက်မယ်ပေါ့နော်ဒီလိုဆိုရင်စားလို့ရပါပြီအကယ်၍ဒီနေရာမှာမုံမြင့်ချင်ကြိုက်တယ်ဆိုရင်မုံမြင့်ချင်ထည့်လို့ရတယ်တကြားလေးကြိုက်တယ်ဆိုရင်လည်းတကြားလေးနည်းနည်းထည့်လို့ရပါတယ်ကဲအရန်ကိုစားလို့ကောင်းတယ်ကျန်းတုံမြရှိလေးစားလို့ရပါပြီလုံလေးလေးလည်းမျှဝေပေးလိုက်ပါတယ်ရှင်